တရားရဂိုင်နှုန်းပြီးသိနေပြီးမြောက်ရီမျိုးရဲ့အကောင်းဆုံးနဲ့ပိုင်ဆိုင်မှုအခိုင်အမာဆုံးကရန်အမည်ပေါက်ရရှိနိုင်တဲ့နေရာတစ်ခုကို3000ဝန်းကျင်ကနေပြီးစတင်ဝယ်ယူနိုင်မဲ့စီမံကိန်းပဲဖြစ်ပါတယ်ရှင်။ဒီစီမံကိန်းဟာဆိုဧက90ခန့်ကျယ်ဝန်းနဲ့မြောက်ရီမျိုးရဲ့မြို့လေကောင်၄ရပ်ကွက်မှာရှိပြီးမြောက်ရီရဲ့ပထမဆုံးအဆင့်မြင့် luxury area မြောက်ရီ City Villa Project မြောက်ရီမြို့စံအိမ်တော်စီမံကိန်းကြီးပဲဖြစ်ပါတယ်။အာရှလမ်းမကြီးကနေ3မိနစ်ပဲဝင်ရတာဖြစ်ပြီး Grade 1 Hotel နဲ့ခနီးမှာတည်ရှိတဲ့စီမံကိန်းမှာစီမံကိန်းရဲ့မုံဦးအဝင်ဝါကိုခန်းနာထည်ဝါပြီးခင်မီလာပစမ်းသစ်တဲ့ဒီဇိုင်းတွေနဲ့တည်ဆောက်ထားပါတယ်။နောက်ပြီးလုံခြုံစိတ်ချမှုရရှိစေဖို့ Security Access System အပြင်24နာရီ CCTV စနစ်တွေလည်းဒီစီမံကိန်းကြီးအတွင်းမှာထည့်သွင်းထားတယ်နော်။အခုစီမံကိန်းကြီးကတော့နိုဝင်ဘာလ2021ခုနှစ်ကနေစတင်ခဲ့တာဖြစ်ပြီးတော့နိုဝင်ဘာလ2023ခုနှစ်နှစ်နှစ်တာအတွင်းမှာဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။စီမံကိန်းတွင်းမှာဆိုရင်ပေ40 30 concrete land အုပ်စီရေမြောင်း concrete platform တွေရေကူးကန်တန်းချံကလေးကစားကွင်းစီမံကိန်းအိမ်ယာချက်စီကိုလျှက်စစ်မီးရှိပေးဝေရေးစနစ်တွေပါဝင်ပြီးတော့တရားရဂိုင်နှုန်းပြီးစီးနေပါပြီ။ဝယ်ယူသူအမည်ပေါက်ကြရန်များလဲချက်ချင်းလျှောက်ထားပြီးတော့ဝယ်ယူသူတွေရဲ့လက်ရောက်ကိုအမှန်ပေးနေပြီလည်းဖြစ်ပါတယ်။ခိုင်မာတဲ့သမိုင်းကြောင်းနဲ့အတူလူကြီးမင်းတို့ရဲ့ယုံကြည်မှုကိုပြေဝရရှိထားတဲ့ Steve Stokero Company ရဲ့နှစ်30ပြည့်ဂုဏ်ပြုအထိမ်းအမှတ်အဖြစ်Luxury Real Estate Expo 2026ကိုခမ်းနားစွာကျင်းပတော့မှာဖြစ်ပါတယ်။ဒီပွဲကြီးကိုလာမယ့်မေလ29ရက်နေ့ကနေ31ရက်အထိကဘာဟီဖျားလန်ရှိ YCC ခမ်းမမှာကျင်းပသွားမှာဖြစ်ပြီး Steve Stone Group က main sponsor အနေနဲ့ဘုတ်နံပါတ် M1 မှာလူကြီးမင်းတို့အတွက်စောင့်ကြိုနေမှာပါရှင်။ဖုန်းနံပါတ်39ကို111ကိုဆက်သွယ်ဆောင်လိုက်ပါရှင်။ Steve Stone, the best partner for your investment.